ကျွန်တော်တို့ရဲ့ Facebook account မှာပဲဖြစ်ဖြစ် page မှာပဲဖြစ်ဖြစ်ဒီလိုပေါ်နေတယ်ဆိုလို့ရှိရင်ဘာမှစိတ်ပူစရာမလိုဘူး။ဘာဖြစ်လို့ဒီလိုမျိုးပေါ်နေတာလဲကျွန်တော်တို့ကဘာတွေလုပ်ရမလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ account တွေမှာဒီလိုပေါ်နေတာက Facebook ကကျွန်တော်တို့ကိုအိမ်စာလုပ်ခိုင်းတာဖြစ်ပါတယ်။အိမ်စာလုပ်ခိုင်းတာဆိုတာကကြတော့ तू ကတပ်ပတ်အတွင်းမှာ9ရက်အတွင်းမှာ post ဘယ်နှပုတ်တင်ရမလဲ story ဘယ်နှပုတ်တင်ရမလဲreach ကိုဘာတွေလုံးရမလဲဆိုတာကိုပြောပြပေးနေတာဖြစ်ပါတယ်။ဆိုတော့ဒီပုံလေးကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တပ်ပတ်အတွင်းမှာ post ကစစ်တခုတင်ခိုင်းတာဖြစ်ပါတယ် Facebook ကစစ်တခုတင်ရမယ်ဒါပေမဲ့ကျွန်တော်ဒီမှာပုံမှာပြထားတာဆိုလို့ရှိရင်သူက12ပုတ်တင်ပြီးပြီအဲဒါကြောင့်ဒါကကြည်သွားပြီဒီဒုတိယတစ်ခုကတော့ story ကိုအနည်းဆုံး10ခုတင်ခိုင်းတာဖြစ်ပါတယ်ဒီ story 10ခုတင်နေဆိုလို့ရှိရင်ဒီနေရာမှာအကုန်လုံးအဝိုင်းပြည်သွားမှာဖြစ်ပါတယ်ပြီးရင်ဒီနောက်ဆုံးမှာ reception ဆိုတာကကြတော့ဒီထဲမှာကျွန်တော်ရဲ့ reaction ဘယ်လောက်ရတယ်လဲကျွန်တော်ရဲ့ content ကျွန်တော်တင်လိုက်တဲ့ video ဘယ်အပုတ်ကလူကြည့်များတယ်လဲဆိုတာတွေကစအကုန်လုံးကိုဒီ reception ထဲမှာကြည့်ရတာဖြစ်ပါတယ်ကျွန်တော် video တင်တဲ့ဟာတွေကို comment ပြန်ရေးတာတွေ like ပြန်ပေးတာတွေသူတို့ကဘယ်လိုပုံစံတွေကိုကျွန်တော်ရဲ့ follower တွေကဘယ်လိုမျိုးတွေကိုကြိုက်နေတဲ့တလဲကျွန်တော်ကဘယ်လို content မျိုးတွေကိုတင်တဲ့တလဲဆိုတာလေးကိုဒီနေရာကနေကြည့်ပြီးတော့လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ3ခု Facebook ကကျွန်တော်တို့ကိုပေးလိုက်တဲ့အိမ်စာကိုကောင်းကောင်းလုပ်နိုင်တယ်ဆိုလို့ရှိရင်ဝင်ငွေလမ်းကြောင်းမပွင့်သေးတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဝင်ငွေလမ်းကြောင်းပွင့်ဖို့အလားအလာကောင်းလာမှာဖြစ်ပါတယ်ပြီးရင်ဝင်ငွေလမ်းကြောင်းပွင့်ပြီးသားအကောင့်တွေဆိုလို့ရှိရင်တော့ဒီဟာလေးတွေကိုတီချာလှုပ်ထားနိုင်တယ်ဆိုလို့ရှိရင်တော့ဝင်ငွေတွေအရင်ကတည်းကပို့ပြီးတော့များရရှိလာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အကောင့်တွေမှာဒီလိုမျိုးပေါ်နေတယ်ဆိုလို့ရှိရင်ပြဿနာတစ်စုံတစ်ခုဖြစ်နေတာမဟုတ်ပါဘူး Facebook ကကျွန်တော်တို့ကိုအိမ်စာလုပ်ခိုင်းတာဖြစ်ပါတယ်ဆိုတော့ Facebook ကပေးလိုက်တဲ့အိမ်စာကိုကျွန်တော်တို့ကလုံနိုင်တယ်ဆိုလို့ရှိရင်တော့ကောင်းတယ်တကယ်လို့ကျွန်တော်ကဒီအိမ်စာလေးတွေကိုမလုံနိုင်ဘူးသူပေးထားတဲ့အတိုင်း post တွေမတင်နိုင်ဘူးဆိုလို့ရှိရင်လည်းဘာမှစိတ်ပူစရာမလိုပဲနဲ့ဒီတိုင်းကျွန်တော်ပုံမှန်အသုံးပြုလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုမိတ်ဆွေအတွက်အသုံးဝင်နေဆိုလို့ရှိရင်တော့ like and share လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်